မွေကလေးမွေးတာမတွေ့ဘူးလေမိတ်ဆွေတွေများတော့ဒီဗီဒီယိုလေးကြည့်သွားနော်ဒီဗီဒီယိုလေးအခု line ပေါ်မှာတော်တော်လေးမှာဟော့နေလို့ဗီဒီယိုတစ်ပုတ်ဖြစ်တယ်နော်ကျွန်တော်တို့လူတွေတော်တော်များများဟာဒီမွေတွေကလေးမွေးတာကိုကျွန်တော်တို့တွေဟိုတိတ်ပြီးတော့မရင်းနှီးကြတိတ်တော့မတွေ့ဘူးကြောင်နော်ဒါမွေမွေတဲ့လူတွေပဲတွေ့ဦးလိုက်မယ်သူတို့ပဲသိလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီတိုင်းတာမန်လူတွေကတော့ဒါမျိုးမွေကလေးမွေးတဲ့ဆိုမတွေ့ဘူးပေါ့နော်ဒါမွေဥတွေတော့တွေ့ဘူးလေဘလို့မျိုးအကောင်လိုက်မွေးတာလေရှားတယ်ပေါ့နော်ဒါဒီဗီဒီယိုလေးဘူးသားအနေနဲ့ကျွန်တော်ပြန်နေပြီးတော့ညှောက်ဝေပေးတာပေါ့နော်အားလုံးပဲဘူးသားတရက်အနေနဲ့ကြည့်ပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်မကလည်းလက်လေးခံမေးတာဟဲ့လက်လေးခံမေးတာလို့လက်ခံပေးတော့အောက်ကိုညှက်သွားမှာအောက်ကျသွားမှာဟဲ့ဒါလည်းခါပါဘယ်နဲ့ခါလဲဘယ်နဲ့ခါလဲမသိအောင်ခါတယ်မသိအောင်ခါတင်နေရလားမတင်နဲ့လေရလားဒီမဲ့မွေမီးဘွားနဲ့လာကြည့်တယ်လို့မွေနဲ့လာကြည့်တယ်ခါမရဘူးဘက်ကြောက်ဟုတ်လားကြောက်ပါမှာလူတန်းကြားရှိမှာမင်းလားရက်နေကြတယ်ဟုတ်ပါကွာမွေမင်းလာတယ်ဒီကလူတွေဒီကလူတွေ ဘာလောက်တော့ဘယ်မွေကောင်းရက်လှည့်လာဒီကလူတွေမွေမင်း မေပြီးတော့ပေါက်မယ်ဟိုဟာရဲ့ဒီကလူဒီကလူရော ဖြစ်ကြမှာပဲတယ်နော်လာကြည့်လိုက်ဟိုဟာလေးဒီကလူလေး မွေနေရလို့လာကြည့်တယ်မွေခေါင်းလေးလိုက်တွေ့တာအဲ့မှာထွက်တော့ကလေးဟိုမှာရောကလေးကလေးကမှာအများကြီးအဲ့ပြမောင်းလာရွက်ဟုတ်လားကြားရောအမကြားရောမယ်ဘယ်လိုအေးဘောင်းမေးပါမှာနောက်တော့မွေရမှာခေါင်းရဟုတ်တယ်ကြားတော့မရိုက်နီးနာခံမရအောင်အောက်ကျသေးသွားလိမ့်မယ်အဘောအားနဲ့ခဏပြခံလို့ သိပြီဟုတ်ဘူးဟိုမှာအေးမှာအဲ့ဒါတစ်ခေါက်လေး ငါမွေးတော့ကောင်လားလို့ဟုတ်ဘူးဒီကောင်လေးတော့ဒီကောင်လေး ဟဲ့ကောင်မခွေးနဲ့၄ကောင်ပေါ့အကြတော့နော်အေးဟိုမှာတကဟုတ်တယ်၄ကောင်အေးဟာဘယ်လိုဟာမင်းဆောက်ဝါဟို